ကိုဒီချစ်သူတက်တန်း၄နှစ်တာအတွင်းမှာအမြင်မတူတာတွေသဘောထားချင်းမတိုက်ဆိုင်တာတွေမင်္ဂလာပါအခုကျွန်တော်ချင်းမိုင်ရောက်နေတာဖြစ်ပါတယ်ခင်ဗျာချင်းမိုင်ရဲ့ vibe ကတော့အားလုံးသိတဲ့အတိုင်းပါပဲအရောင်းမှာမိုက်တယ်အရောင်းမှာအေးတယ်အဲ့ဒါမျိုးမှာကျွန်တော်ဒီနေ့ကဆိုရင်လည်းထူးထူးခြားခြားပါဗျာအရောင်း romantic ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါမင်္ဂလာမောင်နှံကနေပြီးတော့ဒါတခြားနိုင်ငံကနေကျွန်တော်လာတယ်လာပြီးတော့ထိုင်းနိုင်ငံပေါ့နော်ကျွန်တော်ဒါချင်းမိုင်မှာတို့ wedding ပွဲလေးလာလို့ဒါ wedding ပွဲကတော့ကျွန်တော်တို့ဘောင်းရယ် wedding dinner ရယ်ပေါ့နော်မင်္ဂလာခမ်းနားအစီအစဉ်တွေဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်ကြည့်ရှုအားပေးကြပါအောင်နော်ကျွန်တော်ဒါတော့ကျွန်တော် vow stage ပေါ့နော်ခဏနေကြရင်ကျွန်တော်တို့ခုလောလောဆယ်ကတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့တို့ cocktail season ဖြစ်ပါတယ်ကျွန်တော်မကြမီဆိုလို့ရှိရင်တော့ဒီဘက်မှာကျွန်တော်ဒါ wedding dinner season လေးရှိပါတယ်ခင်ဗျာနော်အားလုံးပဲကျွန်တော်တို့ season လေးပါဝင်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်ကျေးဇူးတင်ပါတယ်သူတို့နှစ်ယောက်ကိုလေ့လာတဲ့အခါမှာလည်းတယောက်နဲ့တယောက်တကယ်ကိုမေတ္တာဆုံးဖြတ်ပြီးချစ်ကြတာကိုတွေ့တဲ့ကြောင့်အဖေတယောက်အနေနဲ့ဝမ်းသာပါတယ်။သွားကြထိုးရံကိုယူပြီးတော့ဒီကိုပြန်လာပါမယ်။နောက်ထပ်ပစ္စည်းကတော့လွယ်လေးပါပဲဒီတစ်ခေါက်လည်းလွယ်တယ်။ဘောပန်။โอเคလူပြေပါပြီ။โอเคပါကျွန်တော်ဂိမ်းကစားပြီးတာကျေးဇူးတင်ပါတယ်နော်